Hello အားလုံးမင်္ဂလာပါမိုးတဲရိုဒီညဒင်နာကိုမိုးတဲရိုတဲဟိုတယ် Ocean Club ဒီ resort မှာပဲဗောနော်ဒီ Korea barbecue လေးကိုစားဖြစ်ပါတယ်buffet ပါတော့စားတာတော့လေဒီမှာဆိုလို့ရှိရင်မိုးတဲရိုဒီဝတ်တာတို့ကြက်တာတို့ဗောနော်ကိုကြိုက်လောက်စားမှစားလို့ရတယ် buffet ဆိုတော့နောက်ပြီးတော့ဒီအခုဒီtable ပေါ်မှာတင်ထားတဲ့ဟာတွေဆိုလို့ရှိရင်ဒီမှာအာလူတို့အဲ့ဒီကြက်သွန်တို့ဒီဘဲဥတို့ပေါ့နော် kimchi တို့အဲ့လိုမြုပ်သီးစဲအဲ့လိုမျိုးဟာမျိုးတွေကိုကိုစိတ်ကြယူစားယူလို့ရတယ်ပေါ့နော်အဲ့ဒီဟာတွေကိုမှဒီဝန်ထမ်းအမကြီးကသူကပြင်ပေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင်ကြက်သားဝတ်သားမှာလို့ရတယ်မူသေးတို့ကတော့ကြက်သားကိုကြိုက်တော့မမှာဘူးပေါ့နော်ဝတ်သားကိုပဲအဓိကစားဖြစ်တယ်ဝတ်သားမှာလည်းဒီပေါ့နော်နှစ်မျိုးရှိရယ်သူက marinate လုပ်ထားတာနှစ်ခုပေါ့နော်ဒီ chili နဲ့လုပ်ထားတဲ့ဟာရယ်ဒီရိုး marinate လုပ်ထားတဲ့ဟာရယ်ပေါ့နော်မူသေးတော့ဒီ chili လေးနဲ့ marinate လုပ်ထားတဲ့ဟာမျိုးကိုပိုကြိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေပဲမှာစားဖြစ်တယ်ဝတ်သားရယ် kimchi ရယ်ထမင်းရယ်ဆလတ်ရယ်လုံးဝစားရတာ perfect ပဲအရင်ကြိုက်တယ်ဒီမှာကြည့်ပါအောင်ကင်နေရပြန်ကြည့်နေတော့ကိုယ့်ဟောက်ကိုစားကျင်လာပြီအမတော့လေသူကဝတ်သားရယ် kimchi ရယ်ဒီချက်သွန်စေအောင်မိခင်ထားတယ်သူစားပြတယ်ပေါ့နော်ထမင်းကတော့သူရှောင်စားတယ်ညနေခင်းစားဆိုတော့လေညစားဖြစ်နေတော့မူတဲ့ကတော့ထမင်းနဲ့စားတယ်အကောင်လုံးအများကြီးပဲစားခဲ့ဝတ်သားရယ် kimchi ရယ်စားရရှယ်ပဲစားကြပါဦးkimchi ဝတ်သားရယ်အဲ့ဆိုင်အမကြီးလည်းလေသူတော်တော်လေးတော့กินရတယ်လားမဟုတ်သေးတော့တပွဲပြီးတပွဲမှာစားတာဆိုတော့အချွေဆိုလို့ရှိရင်ဒါလီမွန်တီးချွေလေးပေါ့နော်ဆိုတော့အရန်တောက်လို့ကောင်းတယ်ဒီဝတ်သားနဲ့ kimchi နဲ့စားပြီးတက်ကလာလီမွန်တီးလေးတောက်လိုက်ရတာလုံးဝ perfect ပဲโอเคပါကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေမှာထပ်တွေ့ကြမယ်နော်တတား